အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးထဲမှာဝတ္တရှိကဟီရာဂါနာဝတန်ကားစလုံးနဲ့တန်ကားစလုံးနော်စလုံး၃ခုပဲကြံပါတော့တယ်ဝရဲ့အိုရဲ့ကဲဒီ၃ခုကိုရေးပြပါမယ်ဝ WA ဝတစ်ချက်ပြီးရင်ဒီလိုလေးပြန်မယ်အရှိကိုဆောင်အနောက်ကိုပြန်တက်ဝိုက်မယ်เนาะအဲ့တော့ဘာနဲ့တူလဲဆိုရင်နဲတို့ ရဲတို့နဲ့တူပါတယ်ဒါလေးကကြတော့ဒီအနောက်မှာစာခွဲပုံစံလေးပါတာလေးကနဲနောက်မှာဒီလိုနောက်ကိုကောက်သွားတဲ့အကောက်လေးဆိုရင် ရဲဆိုတဲ့စလုံးလေးပေါ့နော်အဲ့တော့သူတို့နဲ့တူတယ်ဒီမှာလေးဒီစလုံးလေးမှာကြတော့အနောက်ကဒီတိုင်း white ကလေးเนาะ wine ကလေးတိုင်းပဲသွားပါတယ်အဲ့သူကကြတော့နှစ်ချက်ပါကြည့်ဒါဆိုပြန်ရေးကြည့်ရအောင်အပေါ်ကနေအောက်ကိုတိုင်လေးထောင်လိုက်မယ်ပြီးရင်သူ့အပေါ်မှာဖြတ်လိုက်မယ်ရှေ့ကိုပြန်ဆောင်နောက်ကိုဝိုင်းဝိုင်းကလေးဝိုက်ချလိုက်မယ်နော်တစ်ချက်ဒီနှစ်ဒီနှစ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဟုတ်ပြီနော်ဒါလေးကကြတော့ဝဆိုတဲ့စလုံးလေးပါကဲနောက်တစ်ခုက WO Oဟုတ်ပြီကဲ O ဆိုတဲ့စလုံးလေးကကြတော့ငင်းဖြောင်းလေးတစ်ချက်ဆွဲလိုက်မယ်ပြီးရင်သူ့ဆောင်းဆောင်းလေးဖြတ်ပြီးတော့မှဒီလိုလေးရေးလိုက်မယ်ပြီးရင်ဒီလိုလေးပြန်ဖြတ်ပါမယ်သူကဆွဲချက်၃ချက်ရှိပါတယ်ပြန်ရေးကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်ဒီနေ့သုံးတစ်ချက်နှစ်ချက်သုံးချက်ဒီနေ့သုံးတစ်ချက်နှစ်ချက်သုံးချက်ပါကဲဒါလေးက O ဆိုတဲ့စလုံးလေးပါနောက်တစ်ခုကကြတော့ဆိုတဲ့အသက်တန်စလုံးလေးပေါ့နော်သူကကြတော့ဘောကနေရှီကိုအမြင့်စောင်းစောင်းလေးဆွဲခဲ့မယ်ပေါ့နော်မြင့်ရှီလေးစောင်းစောင်းလေးဆွဲခဲ့ဆွဲပြီးရင်အပေါ်နည်းနည်းပြန်တက်ပြီးတော့ဘေးကိုထွက်လိုက်မယ်ပြီးအနောက်ကိုပြန်ဆောင်းပြီးတော့ဒီလိုဝိုက်လေးကောက်လိုက်မယ်ဒါကကြတော့ဆိုတဲ့စလုံးလေးပေါ့နော်အဲ့တော့သူကတစ်ချက်တည်းပဲတန်းဆွဲရပါမယ်တစ်ချက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 ်ဟုတ်ပြီနော်ဒါကတော့ဆိုတဲ့စလုံးလေးပါကဲဒါဆိုရင်၃ခုပြန်ရေးကြည့်ရအောင်ဝါဟိုဝါဟိုဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်တော့ဒီ ထိပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟီရာဂါနာ46လုံးပြီးသွားပါပြီ